ဗျာဟောရတာတော့မိခင်ဖခင်ကိုပြုလုပ်ကြွေးခြင်းဒီချမ်းသာရတာတော့နော်ရိုးရိုးလေးဦးချင်းတို့စဉ်းစားမိတာလေးပြောမယ်နော်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်ရပေတယ်ဆိုတဲ့အတွေးနဲ့ကိုပဲချမ်းသာရတယ်ဟုတ်တယ်မဟုတ်လားတကယ်စင်စစ်မိဘတွေဟာပြုစုသင့်တယ်လှုပ်ကြွေးသင့်တယ်ဟောဆိုတော့ကိုယ့်အပေါ်မှာမေတ္တာအကြီးမားဆုံးကျေးဇူးအကြီးမားဆုံးဖြစ်နေလို့ပဲနော်မိဘတို့ထက်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ပုံမှာမေတ္တာထားတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိပါဘူးမိဘတို့ထက်ကိုယ့်အပေါ်မှာကျေးဇူးများတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိပါဘူးဘယ်လိုပဲတွေးပါဒီဥစ္စာနော်မေတ္တာတရားအနေနဲ့လည်းပဲနှိုင်းရှင်လို့မရဘူးကျေးဇူးတရားအနေနဲ့လည်းနှိုင်းရှင်လို့မရဘူးနော်မေတ္တာဒီပြင်လူတွေချစ်တယ်ဆိုတာကမျှော်လင့်ချက်တွေပါရှိခြင်းရှိမယ်နော်မိဘတွေဆိုတာကအမျှော်လင့်ချက်မှထားတာမဟုတ်နော်ဆိုကြပါစို့ကြီးလာတဲ့အခါငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးမှာဟဲ့ဆိုတဲ့အတွေးမျိုးတော့ရှိတာပေါ့ဗျာဟုတ်လားဒါပေမဲ့တကယ်လို့ကိုင်းဒီကလေးကသူကြီးလာရင်ငါ့ကိုဘာမှပြုစုလုပ်ကြွေးမှာမဟုတ်ဘူးလို့တေချာပေါက်သိမယ်ဆိုရင်လည်းပဲမိဘကသားသမီးကိုရှော့ပြစ်မှာလားမပြစ်ပါဘူးသူတို့မြေတာတွေကိုရှော့ပြစ်မယ်လို့ထင်သလားထင်ပါအဇာတတတ္ထုတယ်မသေးခင်ကစပြီးတော့ဖအေကိုတတ်မဲ့သားဖအေရဲ့ရန်သူဆိုပြီးတော့ပရောဟိတ်ပုံနာကြီးတွေကဗိမိတရမင်းကိုတော့သားလေးမွေးလာတော့အဲ့လိုနမိတ်ဖက်ပြီးတော့ရှောက်တင်တော့ဗိမိတရမင်းကြီးရဲ့အချစ်တွေရော့သွားသလားရှော့မသွားပါဘူးဟုတ်လားသူ့ကိုတတ်မဲ့လူလို့တောင်မှပြောတာဟုတ်လားထားတော့ခေါင်းနဲ့ပေါ်လာတာပြောပြတာအဲ့တော့ပြောချင်တာကမိမတို့ရဲ့မေတ္တာဆိုတာကိုယ့်အပေါ်မှာဘသူရဲ့တန်တန်ကမှမရနိုင်တဲ့မေတ္တာမျိုးနဲ့ချစ်ခဲ့တာဒါကကိုယ်တိုင်မိဘဖြစ်နေတဲ့ပုံကိုယ်တွေပူပြီးတော့သိနိုင်ပါလေနော်ကိုသားသမီးလေးတွေပေါ်မှာကိုဘယ်လောက်ချစ်လဲဆိုတာလေးကိုပဲတစ်ချက်ပဲစဉ်းစားအောင်ဟုတ်လားဒါကြောင့်မေတ္တာတရားအရာမှာကိုယ့်ပေါ်မှာအလွန်တရာကြီးမားစွာထားနိုင်ကြတဲ့ပုံကိုယ်တွေနော်ဘယ်သူပေါ်မှာမချစ်ဘူးဆိုတော့သားသမီးပေါ်မှာတော့ချစ်ကြတာကြီးပါပဲဟုတ်တယ်မဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ကျေးဇူးတရားဦးဇင်းနှစ်ခုတည်းပဲပြောတယ်နော်မေတ္တာနဲ့ကျေးဇူးပြောမယ်ဆိုရင်တော့ပြောတရားအများကြီးရှိပါတယ်နောက်မိဘကျေးဇူးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မိဘကျေးဇူးအထူးသိပါဆိုပြီးတော့တရားလေးတစ်ပုဒ်မိဘမေတ္တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတစ်ခါပဲဟောဘူးတယ်ဟုတ်လားအဲ့ဒီတည်းမှာတော့ဦးဇင်းတို့စုံစုံစည်းစည်းတွေးမိတာလေးတွေပြောထားတာရှိတယ်ခုဒီမှာတော့ဦးဇင်းနှစ်မျိုးပေါ့နော်မေတ္တာတရားအလွန်အားကြီးတယ်ကျေးဇူးတရားအလွန်များတယ်ကျေးဇူးကဘယ်လောက်များတော့အခုဖြစ်နေတာတွေအကုန်လုံးဟာသူတို့ကျေးဇူးပဲလို့ပြောမယ်ဆိုရင်လည်းမလွန်နိုင်ဘူးဟုတ်တယ်သူတို့မွေးလို့လူဖြစ်လာတာလူဘဝရဲ့ကိုယ့်ရဲ့စခဲ့ရတာသူတို့ရဲ့အကြောင်းတရားနဲ့စခဲ့ရတာကိုလူဖြစ်လာတာဟာကိုယ့်ရဲ့ကုသိုလ်ကံကတော့အဓိကအကြောင်းတရားပေါ့မျိုးစေ့ဘယ်လောက်ပဲကောင်းပါတယ်ပြောမြေတို့ရေတို့လေတို့နဲ့မတွေ့ရင်အပင်ဆိုတာအောက်လာမှာ